မင်္ဂလာပါရှင် Spirit Channel လေးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကဒါက Spirit ရဲ့ဒီပေါ့နော် Channel အနည်း Channel မှာပထမဆုံးတင်တဲ့ Pick up reading လေးဖြစ်မှာပေါ့နော်အဲ့တော့ဒီရဲ့ channel ကအခြေအနေပဲဒီတိုင်းမှာတင်သွားပေးမှာဆိုတော့လေเนาะအဲ့တော့အခြေအနေပတ်သက်ပြီးသိချင်တယ်ဆိုလို့ရှင်တော့ဒီ channel လေးကို subscribe မဖြစ်မနေလို့ဖို့လိုအပ်ပါတယ်အဲ့တော့ဟုတ်ပါပြီဘီနာနေအတန်လေးစုညံတန်ကြားလို့ရှင်နည်းနည်းလေးတိခတ်မိပါเนาะအဲ့တော့ဒီနေ့ reading ကဘာ reading လဲလို့ပြောလို့ရှိရင်ကိုယ့်ရဲ့အနာဂတ်မှာเนาะတွေ့ရမယ်ကိုယ့်ရဲ့ဖူးစာဘက်ပေါ့เนาะဖူးစာဘက်အိမ်ထောင်ဘက်ကဘယ်လိုပုံစံမျိုးလဲဘယ်လိုတိုက်မျိုးရှိတာလဲသူ့ရဲ့ personality ပေါ့เนาะဘယ်လိုလဲဆိုတာလေးကို Spirit နဲ့တူတူတစ်ချက်လောက်ကြည့်ရအောင်เนาะအဲ့တော့ဟုတ်ပြီဒါလေးက Pi 1ဒါလေးက Pi 2เนาะဒါလေးရွေးရင်လည်းရတယ်ဒီကက်လေးတွေကြီးမှရွေးရင်လည်းရတယ်ဒါမှမဟုတ်ရင် Spirit အခုပုံလေးထည့်ပေးမယ်เนาะပုံလေးမှာ Pi 1 Pi 2ပေါ့เนาะကိုတဘောကြားတဲ့အဆင်ပြေတဲ့ဟာလေးရွေးလို့ရတယ်ကဲဟုတ်ပြီ Pi စရွေးမယ်เนาะ Pi 1 Pi 2โอเคရွေးပြီးသွားပြီလို့ထင်တယ်ရွေးပြီးသွားပြီဆိုတော့ Spirit ကစပြီးတော့မှဖိုင်ဝမ်လေးအတွက်အရင်စပြီးပြောပြီးမယ်မပြောပြီးခင်ထုံးစံတိုင်း Spirit က energy ကိုအရင်ချက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဖိုင်ဝမ်လေးရဲ့ energy အရင် check လိုက်မယ်เนาะအဲ့တော့ဒီမှာမြင်ရတာလို့ဆိုလို့ရှင်အခုဒီ reading ကိုကြည့်နေတဲ့เนาะဖိုင်ဝမ်လေးတွေကကိုယ့်ရဲ့နေရာတစ်ခုမှာကိုကနေရာအတီးတကြရထားပြီးသားလူမျိုးเนาะအဲ့လိုပုံစံမျိုးလေး Spirit တွေ့ရတယ်ဥပမာပေါ့เนาะကိုပိုင်အလုပ်လုပ်နေရဆိုလို့ရှင်တော့မှာကိုယ့်ရဲ့ကိုပိုင်ကိုလုပ်နေတဲ့အလုပ်ကအတိမတ်ပြုခံရတာမျိုးလေးတွေเนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်တချို့ကြတော့လဲကိုကเนาะကိုပိုင်လုပ်တာမဟုတ်ဘူးဝန်ထမ်းလုပ်တယ်ဆိုလို့ရှင်တော့မှာကိုလုပ်နေတဲ့နေရာကเนาะlevel တခုရှိနေတာမျိုးပေါ့နော် manager တို့ supervisor တို့เนาะအဲ့လိုပုံစံမျိုးလူတွေအတိမတ်ပြုခံရတဲ့နေရာမျိုးမှာရှိနေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ကွာเนาะအဲ့လိုပုံစံမျိုးလေးเนาะဒီမှာကြည့်လိုက်เนาะအဲ့တော့ဟိုပေါ့ဒီအထက်လူကြီးဆိုတဲ့ energy မျိုးရတယ်ကွာเนาะအလုံးမှာဆိုလို့ရှိရင်လည်းကိုက leadership နေရာမျိုးမှာရှိနေတာမျိုးเนาะအဲ့လိုပုံစံမျိုးလေးပြောချင်တာเนาะအဲ့လိုပုံစံမျိုးလေး Spirit တွေ့ရတယ်เนาะကိုကပဲဥဆောင်ရတဲ့ပုံစံမျိုးလေးပေါ့เนาะကိုကပဲဥဆောင်ရတယ်ကိုကပဲရှေ့ကနေသွားရတယ်ဆိုတဲ့ပုံစံမျိုးလေး Spirit မှာတွေ့ရတယ်ဒါဖိုင်ဝမ်လေးတွေ energy ပေါ့เนาะတကယ်လို့ဖိုင်ဝမ်မှာမကိုက်ဘူးဆိုလို့ရှိရင်เนาะထုံးစံတိုင်း Spirit တို့ဒီဖိုင်2ပြန်ရွေးပြီးတော့မှကြည့်လို့ရတယ်ကဲဒီဟုတ်ပြီဆိုလို့ရှိရင် Spirit ကအဲ့တော့ reading လေးစပြီးလုပ်လိုက်တော့မယ်เนาะဟုတ်ပြီအဲ့ဆိုရင်ဖိုင်ဝမ်လေးတွေအတွက်เนาะဖိုင်ဝမ်လေးတွေရဲ့ဖူးစာဘက်အနာဂတ်မှာကြုံရမယ့်ဖူးစာဘက်เนาะဖိုင်ဝမ်လေးတွေအနာဂတ်မှာကြုံရမယ့်ဖူးစာဘက်ကဘယ်လိုပုံစံမျိုးရှိတာလဲပြီးတော့ဘယ်လို personality ရှိရလဲเนาะဘယ်လို type မျိုးလဲပေါ့เนาะအဲ့လိုပုံစံမျိုးလေးကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်း Spirit ကလေးရင်ဆွဲပါမယ် Queen of Wands เนาะအလုံးနဲ့ပတ်သက်အရန် serious ဖြစ်တဲ့လူမျိုးအလုံးနဲ့အရန်အလုပ်ကိုအရန်စူးစမ်းတဲ့လူမျိုးလေးတွေ Spirit မှာမြင်ရတယ်ဖိုင်ဝမ်လေးတွေရဲ့တစ်ဖက်ဖူးစာဘက်အိမ်ထောင်ဘက်ကပေါ့เนาะတာဝန်သိတယ်တာဝန်ငိုယူတယ်တာဝန်ယူတတ်တယ်တာဝန်တိတတ်တယ်เนาะမိသားစုတာဝန်ကိုလည်းထမ်းရကောင်းမှန်းသိတယ်ကိုနဲ့အိမ်ထောင်တွေပါတွေကြားတယ်ဆိုလို့ရှိရင်လည်းဒီအိမ်ထောင်ကိုသူတာဝန်ယူရမယ်သူဒီရဲ့တာဝန်ကသူ့ခေါင်းပေါ်မှာရှိတယ်ဆိုတာမျိုးကိုသူကောင်းကောင်းနားလည်တဲ့လူမျိုးလေးလို့စပယ်မြင်ရတယ်เนาะအဲ့တော့ဒါ collective လေးတွေရဲ့ collective လေးတွေယောက်ျားလေးဆိုလို့ရှိရင်တော့ collective လေးတွေရဲ့ collective လေးတောင်ဖြစ်ကုန်ပြီဖိုင်ဝမ်လေးတွေရဲ့เนาะဖိုင်ဝမ်လေးတွေယောက်ျားလေးဆိုလို့ရှိရင်တော့ဖိုင်ဝမ်လေးတွေတစ်ဖက် main ကလေးကကြတော့သူက main ကလေးဆိုတော့မှဒီအိမ်ထောင်ကောင်းကောင်းသူကကွတ်ကဲနိုင်တဲ့เนาะဒီအိမ်ထောင်တာဝန်တွေကိုထမ်းဆောင်နိုင်တဲ့ main မကောင်းလေးတွေပေါ့เนาะအဲ့လိုပုံစံမျိုးလေးလို့ Spirit ကမြင်ရတယ်ကလေးရှင်းလားမသိဘူးမှာ Spirit ဆွဲပြမယ်เนาะအဲ့တော့ဟုတ်ပြီအဲ့လိုပုံစံမျိုးလေးကွာပြောချင်တာเนาะအဲ့လိုပုံစံမျိုးလေး Spirit တွေ့ရတယ်เนาะ main ကလေးဆိုရင်တော့မှကွာကိုရမယ်အမျိုးသမီးကအိမ်ထောင်မှုနိုင်နေတာမျိုးလေးတွေเนาะအဲ့လိုပုံစံမျိုးလေးကိုပြောချင်တာเนาะအလုံးနဲ့ပတ်သက်ပြီးတော့မှတာဝန်နဲ့ပတ်သက်ပြီးတော့သူသိတတ်တယ်ဒီရောက်ကိုကဒီဖိုင်ဝမ်လေးတွေယောက်ျားလေးဆိုလို့ရှင်လေဖိုင်ဝမ်လေးတွေကိုเนาะဘလို့ပြုစုရမလဲเนาะဘလို့နော်ဘလို့ထိန်းကြရမလဲဆိုသူကောင်းကောင်းသိတယ်အိမ်ထောက်တာဝန်ဘလို့ထိန်းကွက်ရမလဲဆိုတော့သူကောင်းကောင်းသိရဲ့ main ကလေးနဲ့ဖြစ်လိမ့်မယ်နော်တကယ်လို့ collect ဒီဖိုင်ဝမ်လေးတွေက collective ပဲစိတ်ဆွဲနေ Spirit က collective တွေပဲလောက်တာများတော့အဲ့တော့ဖိုင်ဝမ်လေးတွေက main ကလေးဆိုလို့ရှိရင်ဖိုင်ဝမ်လေးတွေကိုရတဲ့ဒီတစ်ဖက်လူပေါ့နော်အိမ်ထောင်ဘက်ကသူကလည်းအဲ့လိုပဲနော်ဒီအိမ်ထောင်ကိုသူကယောက်ျားလေးပြီးတေချာလေးထမ်းဆောင်ရမယ်နော်တေချာတာဝန်ယူရမယ်ဆိုတဲ့ဟာမျိုးကိုကောင်းကောင်းသိတယ်နော်အဲ့လိုပုံစံမျိုးလေးတာဝန်လည်းယူတတ်တဲ့စိတ်မျိုးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေး Spirit မြင်ရတယ်โอเคထပ်ပြီးကြည့်မယ်โอเคပြီးရခါကျရင်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီလူလေးတွေကအပြောအဆိုမှာအရန်ညံ့เนาะအရန်ညံ့ညောတယ်ပြီးတော့သူညံ့အရန်ကောင်းတယ်ပေါ့နော် brain ရန်ကောင်းတယ် IQ ရန်ကောင်းတယ်အဲ့လိုပုံစံမျိုးလေးပြောချင်တာเนาะ IQ တွေရန်ကောင်းတယ်လူတယောက်ကိုเนาะလူတယောက်နဲ့တယောက်နဲ့ပြောတဲ့အခါမှာစကားတွေပြောတဲ့အခါမှာသူ့ဘက်ကိုကြာလာအောင်ဘယ်လိုပြောရမလဲဒီလူတယောက်ကကိုယ့်ဘက်ကိုပါလာအောင်ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုသူကကောင်းကောင်းသိတယ်ဆိုတဲ့ပုံစံမျိုးလေး Spirit energy ရတယ်เนาะအဲ့လိုပုံစံမျိုးလေးချစ်ပေးတတ်တယ်
နော်ကိုဂူးဆိုင်ပေးတတ်တယ်နော်တစ်ဖက်မှာလည်း तू ကတခါတလေကြာရင်လည်းညံအရန်ထက်လွန်းတာပေါ့နော်ညံအရန်ထက်လွန်းတော့တချို့ဟာကြီးကြာရင်ကိုနဲ့အဲ့လိုထီးရမလားကိုနဲ့အဲ့လိုစကားချင်းနည်းနည်းညှိတတ်တဲ့ပုံစံမျိုးလေးလည်းစပစ်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီအပြင်ကသူ communication เนาะသူ့ရဲ့အတိုင်းဝိုင်းမှာတော့သူကအရန်ကိုအပျော်ကောင်းเนาะအဲ့လိုပုံစံမျိုးလေးပေါ့နော်အပျော်ကောင်းတယ်လူတွေကိုဘယ်လိုဆက်ဆံမလဲသူကောင်းကောင်းသိရဆိုတဲ့ပုံစံမျိုးလေးပြီးတော့ဒီမှာကြည့်လိုက် developer ကိုအရန်ချစ်ပြီးမှဒီလူကလေเนาะကိုကလွဲပြီးတော့မှသူ့မျက်လုံးမှာတခြားလူကိုမမြင်ဘူးเนาะ collective လေးတွေကဖိုင်ဝမ်လေးတွေကဒါယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်အရှင်းမှာပြောလိုက်တယ်เนาะဖိုင်ဝမ်လေးတွေကယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်ဒီဖိုင်ဝမ်လေးနဲ့ရမယ်ဒီအိမ်ထောင်ဘက်ဖူးစာဘက်ကဖိုင်ဝမ်လေးတွေကလွယ်ရင်ကျန်တဲ့လူတွေကိုဖွဲနေစကွယ်မျက်လုံးထဲမှာတော့သူလုံးဝမမြင်ဘူးပေါ့နော်ဒီဖိုင်ဝမ်လေးတွေကိုပဲသူကမျက်လုံးထဲမှာမြင်တယ်ကျန်တဲ့အရာတွေဆိုကျန်တဲ့ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သူမျက်လုံးထဲမှာသူမရှိဘူးအဲ့လိုပုံစံမျိုးလေးစပစ်တမှာတွေ့ရတယ်ကိုမကိုပေါ့နော်အဲ့လိုပုံစံမျိုးလေးစပစ်တွေ့ရတယ်โอเคထပ်ပြီးတော့ကြည့်အောင်မယ်အရာဟိုအချစ်ခံမဲ့ပုံစံမျိုးပေါ့နော်ကြည့်လိုက်ဒီမှာဒဆန်းကက်ကြတယ်ပြီးတော့ကိုကသူနဲ့ဆိုလို့ရှိရင်အမြဲတမ်းပျော်နေရမှာဒီလား happy ဖြစ်နေရမှာနော်happy ဖြစ်တယ်ဒါပေမဲ့တစ်ခါတလေကြာရင်တော့ဒီလိုပေါ့လေခွန်းတုံသူပေါ့စကားနည်းနည်းများလာတော့ဘာလို့ရှိကောင်းရှိလိမ့်မယ်ပေါ့လေနော်ဒါပေမဲ့များတော့အဖြစ်အချိန်အများစုမှာတော့ကိုကပျော်နေရတာမျိုးပဲဒီမှာတွေ့ရတယ်ကိုကိုလည်းပျော်အောင်ထားမယ်ကိုကိုလည်းနော်စိတ်ချမ်းသာအောင်ပဲထားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတာဆိုတော့လေတချို့နေရာမှာကိုနဲ့စကားအခက်မတင်တာတော့ဘာလို့တော့ပဲမြင်ရတယ်ဟိုလိုကြီးကြီးကျယ်ကျယ်တွေပါတော့မမြင်ရဘူးပေါ့နော်ကိုပေါ်မှာစီးပိုးတာမျိုးတွေမမြင်ရဘူးနော်အဲ့လိုပုံစံမျိုးလေးပြောချင်တာကွာကိုကိုပျော်ရွှင်စေဖို့အတွက်ကိုပဲသူကဦးစားပေးတာမျိုးเนาะကိုဘက်ကိုပဲကြည်ပေးတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေ spirit မှာမြင်ရတယ်โอเคထပ်ပြီးတော့ကြည့်မယ်โอเคမှာနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင် ace of swords เนาะဒီမှာမြင်ရတာလို့ဆိုလို့ရှိရင်ပေါ့နော်ဖိုင်ဝါလေးတွေကကြတော့လေဒီအတိတ်မှာတော့အခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းကိုကအရန်နာကျင်ခဲ့ရတာရှိမယ်ထင်တယ်နော်အရန်ပင်ပန်းခဲ့ရတာမျိုးလေးတွေအခြေအနေမှာဆိုလို့ရှိရင်ကိုတစ္ဆာပေါက်ခံရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးပေါ့နော်အမျိုးမျိုးဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ဒီပြောမယ်ဆိုအခြေအနေမှာတိတ်ပြီးတော့မှဟိုအရန်ကန်ကောင်းတယ်ဆိုတဲ့ energy မျိုးကိုမတွေ့ရဘူးကွာနော်အတိတ်မှာတော့ကိုပင်ပန်းခဲ့တယ်ကိုကိုအရန်ချစ်ပေးတယ်နော်ကိုချစ်ပေးသလားကိုအချစ်မခံရတာမျိုးလေးတွေနော်ကိုဘက်ကလာကြည့်ပေးခဲ့သလားသူ့ဘက်ကကိုလုံးဝပြန်မကြည့်ပေးတာမျိုးလေးတွေအဲ့လိုလေးတွေကွာနော်အဲ့လိုပုံစံလေးတွေအများကြီးမြင်ခဲ့အများကြီးကြုံတွေ့ခဲ့ရမယ်ထင်တယ်အဲ့တော့ဒီလူလေးတွေနဲ့တွေ့တဲ့အခါမှာလဲဖိုင်ဝမ်လေးတွေကကြတော့လေစိတ်ထဲမှာနည်းနည်းတော့ကြောက်တာပေါ့နော်ကိုဒီလူနဲ့ပတ်သက်ပြီးတော့လေနော်နည်းနည်းတော့ကြောက်ငါအရင်လိုပဲဒီလူတယောက်ကလည်းအရင်လိုပဲငါ့ကိုလုံးဘလို့ဖြစ်မလဲပေါ့နော်ဘလို့လုံးမလဲဆိုတဲ့ပုံစံမျိုးလေးနဲ့ကိုစိတ်နဲ့ကိုပေါ့လေနော်ကိုစိတ်နဲ့ကိုနည်းနည်းလေးမွန်းချက်တဲ့ energy မျိုးလေးတော့ဒီမှာတွေ့ရတယ်အဲ့ဒါလေးကိုလည်း तू ကဖျောက်ပေးလိမ့်မယ်နော်အဲ့ဒါလေးကိုလည်း तू ကကိုရှိမှရှိနေတဲ့ဒီ trauma ကိုလည်း तू ကဒီဒဏ်ရာကိုကောင်းကောင်းကုပေးလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးအဲ့ဒီရဲ့ဒဏ်ရာကို collective လေးတွေကလေအပြင်ကိုထုတ်ပြတတ်တဲ့လူမျိုးမဟုတ်ဘူး collective တောင်ဖြစ်ကုန်ပြီ sorry collective တွေပဲထွက်နေတာဖိုင်ဝမ်လေးတွေနော်ဖိုင်ဝမ်လေးတွေကတခုခုကိုယ်စိတ်ထဲမှာပဲထားတယ်တခုခုကြုံလာတယ်ဆိုကိုယ်စိတ်ထဲမှာပဲထားတယ်ဒီမှာဆိုလိုက်ကြည့်လိုက်ကွာနော်မန်ဒီမှာနော်ရေကန်ထဲမှာပေါ့နော်ဒါရေခဲပြင်ဖြစ်မယ်ထင်တယ်ရေခဲပြင်ထဲမှာဆိုကြည့်လိုက် तू ကလုံးဝတုံအောင်ထားတာပြင်မှာတော့ဘာမှမဖြစ်တယ်လို့ပဲအဲ့လိုပုံစံမျိုးလေးတိုင်းပဲဖိုင်ဝမ်လေးတွေကလေဖိုင်ဝမ်လေးတွေရဲ့တန်ရာကိုနော်ဒီစိတ်ထဲနှလုံးသားထဲမှာပဲထားတယ်အပြင်ကိုထုံးမပြအောင်ဆိုတဲ့လူမျိုးတွေနော်အဲ့လိုပုံစံမျိုးလေးတွေဖြစ်လိမ့်မယ် quality လေးတွေကလေဖိုင်ဝမ်လေးတွေကလေအဲ့တော့အဲ့ဟာလေးကိုလည်း तू ကလေလုံးဝပြေပြောက်သွားအောင် तू လုပ်ပေးလိမ့်မယ်နော်သူ့ဘက်ကနေပြီးတော့ trauma ကိုကုပေးလိမ့်မယ်ပေါ့နော်တခုရှိတာနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်းဘာလေးလဲမြင်ရလဲဆိုလို့ရှိရင်ဖိုင်ဝမ်လေးတွေရဲ့ဖူးစာဘက်ကိုယ်တိုင်ကလည်းဖိုင်ဝမ်လေးတွေနဲ့ဒီတော်တော်လေးတူနေရမျိုးပေါ့နော်ဖိုင်ဝမ်လေးတွေကလည်းဒီလိုမျိုးကိုယ့်ရဲ့ခံစားချက်ကိုအပြင်ထုံမပြဘူးခံစားရတဲ့နာကျင်ရတဲ့အရာတွေဆိုရင်ရင်ဘက်ထဲမှာပဲတင်ထားတယ်နော်အဲ့တော့ဖိုင်ဝမ်လေးတွေရဲ့တစ်ဖက်လူလည်းအဲ့လိုဖြစ်နိုင်တယ်နော်ဖိုင်ဝမ်လေးတွေပဲမဟုတ်ဘူးနှစ်ယောက်စလုံးဖြစ်နိုင်တာမျိုးပေါ့နော်ဖိုင်ဝမ်လေးတွေရဲ့တစ်ဖက်လူကလည်းသူကဒဏ်ရာတွေနာကြီးချက်တွေဆိုလို့ရှိရင်ရင်ဘက်ထဲမှာပဲတင်ထားတယ်နော်အဲ့လိုပုံစံမျိုးလေးအဲ့ဒါကိုဒီ trauma ကိုမကုဘူးကွာသူကရင်ဘက်ထဲမှာပဲအောင်းထားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့အဲ့နှစ်ယောက်စလုံးအဲ့ဒါလေးတော့တယောက်နဲ့တယောက်ဒါကုစားပေးဖို့လိုတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောချင်တယ်နော်ဟုတ်ပြီထပ်ပြီးတော့ကြည့်ဦးမယ်Okay King of Pentacles ရှိမှလဲဆိုပြီးပြောလိုက်တယ်ဒီလူလေးတွေကအလုံးနဲ့ပတ်သက်ပြီးတာဝန်ကျေတယ်အိမ်တော်ကြီးတာဝန်နဲ့ပတ်သက်ပြီးတော့မှသူတို့မှာတာဝန်ယူတာဝန်ခံမှုအပြည့်ရှိတယ်ဒီမှာ King of Pentacles ရှိ King of Pentacles ကြားတယ်ဒီလူလေးတွေကလေဖိုင်ဝမ်လေးတွေကနော်ဖိုင်ဝမ်လေးတွေက main ကလေးဆိုလို့ရှိရင်ဖိုင်ဝမ်လေးတွေနဲ့ရမယ်ဒီတစ်ဖက်လူကငွေရေးချင်းနဲ့ပတ်သက်ပြီးတော့မှပူပင်နေရတဲ့လူမျိုးလို့စပယ်မမြင်အောင်နော်သူကိုယ်တိုင်လည်းအလုံးမှာနော်အလုံးမှာတော်တဲ့လူမျိုးအလုံးမှာနော်တက်ကြွရတဲ့လူမျိုးတချို့ဆိုလို့ရှိရင်ဒီမှာဘယ်လိုဖြစ်နိုင်လဲလို့ပြောရင်ဒီမှာကကြတော့လေစပစ်ဝန်ထမ်းမဟုတ်ဘဲနဲ့စပစ်ကကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေပဲပိုဖြစ်နိုင်မယ်ထင်တယ်နော်ကိုယ်ပိုင်လုပ်ငန်းကိုလုပ်နေတဲ့လူတွေနော်အဲ့လိုမျိုးပေါ့နော်ကိုယ်ပိုင်လုပ်ငန်းတစ်ခု run နေတဲ့ဒီ business man တွေပေါ့နော်အဲ့လိုပုံစံမျိုးလေး business man တွေ business woman တွေအဲ့လိုပုံစံမျိုးတွေ့ရတယ်ဖိုင်ဝမ်လေးရဲ့ဒါဖိုင်ဝမ်လေးတွေယောက်ျားလေးဆိုလို့ရှိရင်လည်းတစ်ဖက်ကိုနဲ့ဖူးစာပဲကြုံမဲ့ဒီ main ကလေးကနော်သူကဒီသူ့ရဲ့
ဒီ background တောင်းတာမျိုးလေးတွေပေါ့နော်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ main ကလေးတာဖြစ်တာသူရှာနိုင်ဖွင့်နိုင်တယ်เนาะကောင်းကောင်းကြီးရှာနိုင်ဖွင့်နိုင်သုံးနိုင်တယ်ဆွဲနိုင်တယ်ဆိုတဲ့အထက်မှာပါလိမ့်မယ်เนาะအဲ့လိုပုံစံမျိုးလေးပြောတာဖိုင်ဝမ်လေးတွေက main ကလေးဆိုလို့ရှင်တော့တစ်ဖက်ကိုရမယ့်လူကဆွေကြီးမျိုးကြီးတွေကပတ်စံသူကိုယ်တိုင်ကမှကောင်းကောင်းကြီးရှာတတ်တဲ့လူမျိုးเนาะဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေပါအဲ့ဖြစ်ဖို့အတွက်ရခိုင်နှုန်းများတယ်ကိုကိုလည်း financial support တော်တော်လေးပေးမဲ့ထဲမှာပါတယ်เนาะ financial support တော်တော်လေးပေးမယ်ပြီးရင်ကိုမကိုဆိုပြီးမှချစ်ပေးလိမ့်မယ်ကိုရဲ့ trauma တွေလည်းသူကကုပေးနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေး separate မှာမြင်ရတယ်ကိုကိုပျော်အောင်ထားမဲ့လူမျိုးပေါ့နော်ကိုပျော်ဖို့အတွက်ကိုပဲသူကပို့ပြီးတော့မှဦးစားပေးထက်တဲ့လူမျိုးလို့ separate ကမြင်ရတယ်တခုရှိတာကသူလဲပါဖြစ်လဲသူရဲ့တချို့เนาะဒဏ်ရာတန်ချက်တွေတခုခုဆိုလို့ရှိရင်သူလည်းပွင့်ပွင့်လင်းလင်းမပြောတတ်တာလေးတော့အဲ့ဒါလေးတော့နှစ်ယောက်တူတူညှိယူရလိမ့်မယ်เนาะပြီးတော့မှ face of pentacle เนาะရှိမှလည်း separate ပြောလိုက်တယ်ဒီလူလေးတွေကကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတာဖြစ်ဖို့များတယ်ဆိုတော့ဒီမှာလည်း face of pentacle ထက်ကြရဲအဲ့တော့ဒီလူလေးတွေကเนาะဘလို့ဖြစ်နိုင်လဲဆိုရင်စွန့်ဦးတီထွင်တဲ့လူတွေတောင်ဖြစ်နိုင်တယ်စွန့်ဦးတီထွင်တဲ့လူဆို entrepreneurship ပေါ့နော်စွန့်ဦးတီထွင်တဲ့လူတွေလုပ်ငန်းတစ်ခုမှာသူကစပြီးတော့မှဥဆောင်ပြီးတော့ run နေတဲ့ပုံစံမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေမြင်ရတယ်တချို့ကြတော့လဲဒီပေါ့နော်စိုင်ခွဲတွေပေါ့နော်တစ်ခုနှစ်ခုသုံးခုအဲ့လိုပုံစံမျိုးပေါ့နော်စိုင်ဘယ်လိုပြောမလဲစီးပွားရေးလုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲနဲ့နှစ်ခုသုံးခုလောက်ကိုခွဲပြီးတော့မှလုပ်နေတဲ့ဟာလူမျိုးတွေအဲ့လိုပုံစံမျိုးတွေစပစ်တမှာမြင်ရတယ်နော်Hands of Pentacle เนาะမိသားစုကိုလည်းအရင်အောင်ပျော်ပျော်ရွှင်ရွှင်မှာချက် Hands of Pentacle ကွာလုံးဝမိသားစုကိုလည်းပျော်ပျော်ရွှင်ရွှင်ထားတယ်ကိုယ့်ရဲ့เนาะသားသမီးတွေကိုလည်း तू ကလုံးဝကိုနဲ့သားသမီးတွေရလာပြီဆိုလို့ရှိရင်သားသမီးတွေကိုဘာဆိုဘာညာဆိုညာပေါ့ဒါပြောချင်တာအဓိကငွေရေးချင်းနဲ့ပတ်သက်ပြီးတော့မှ तू ကအရန်ကိုလေစူးစမ်းတဲ့လောက်လဲ तू ကလေသူ့ရဲ့ကံကဘယ်လိုပြောမလဲ तू စူးစမ်းရင်စူးစမ်းတဲ့လောက်တည်း तू အကျိုးပေးတဲ့ကံမျိုးလို့စပြည့်မြင်ရတယ်အဲ့တော့ဆွေကျွေးမျိုးကြီးတွေကလည်းဖြစ်နိုင်တယ်เนาะတောင်းတင်းစီးစိမ်ဥစ္စာနဲ့ပတ်သက်ရင်လည်းတောင့်တင်းတယ်ပေါ့နော်သူကိုယ်တိုင်စူးစမ်းခဲ့ရတော့ပို့ပြီးဖြစ်ဖို့များတယ်မိသားစုကလည်းအတိုင်းဝိုင်းကလည်းတောင့်တယ်အဲ့ဒါမှသူကိုယ်တိုင်စူးစမ်းတဲ့အခါမှာသူကိုယ်တိုင်စူးစမ်းတဲ့အရာလေးနဲ့အတိပွင့်နေအများကြီးရတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့စီးပွားရေးတွေတခုလုပ်ပြီးဆိုလို့ရှင်လေ तू ကလုံးဝဘိုးစမောင်ဆက်ကို तू ကတခါလေးစဉ်းစားထားပြီးတာဥပမာကိုကနေကလေးမွေးလိုက်ဆိုကလေးကလဲကြရင်နော်ဘယ်လုပ်ငန်းကိုတော့သူတို့လက်လွဲပေးမယ်ဘလို့လက်လွဲပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောချင်တာကဒီတခုလက်ရှိမှာရှိနေတဲ့အရာကိုပဲကြည့်တာမဟုတ်ဘဲနဲ့အနာဂတ်အထိပါ तू ကတွေးပြီးတော့မှစူးစမ်းတတ်တဲ့လူမျိုးလို့စပင်းမြင်ရတယ်เนาะဒီ energy ရဆိုလို့ရှင်တော့ spray ကဘယ်လိုမြင်လဲဆိုလို့ရှင်quality လေးတွေရဲ့တစ်ဖက်လူကကိုထက်တက်ကြီးဖို့များတယ်ပေါ့နော်အသက်ကြီးရဲဆိုတော့ဟိုလိုရမ်းกว่าတာမျိုးပြောချင်တာမဟုတ်ဘူးကွာတေချာတခုကတော့ကိုထက်ကိုတော့ကြီးလိမ့်မယ်เนาะအသက်ရွယ်တခုရောက်နေတဲ့လူမျိုးเนาะအတိုးထက်တော့အသက်ကြီးလိမ့်မယ်ဆိုတဲ့ energy မျိုးလေး spray မြင်ရတယ်အဲ့တော့ဖိုင်ဝမ်လေးတွေအရန်ကောင်းပါတယ်ဖိုင်ဝမ်လေးတွေအနာဂတ်မှာကြုံရမယ့်ဖူးစာဘက်ကเนาะကိုထက်တော့အသက်ရွယ်ကြီးလိမ့်မယ်ပြီးရင်ကိုထက်ကို background တက်ဖို့တောင်းဖို့เนาะအစင်တန်တခုရှိဖို့ကတော့ဒါတေချာပေါက်ပေါ့เนาะအဲ့လိုပုံစံမျိုးလေး spray မြင်ရတယ်ပြင်ကိုကလွင်တခြားလူတွေကိုသူ့မျက်လုံးမှာလုံးဝเนาะမမြင်တတ်တဲ့လူမျိုးတွေလို့လည်းစပင်းမြင်ရတယ်เนาะအဲ့လိုပုံစံမျိုးလေးပြောချင်တယ်ကဲဟုတ်ပါပြီဒါလေးကတော့ဖိုင်ဝမ်လေးတွေရဲ့เนาะအနာဂတ်မှာကြုံလာမယ့်ဖူးစာဘက်ရဲ့ personality နဲ့ type လေးကိုစပင်းကြည့်ထားပြီးရပါတော့เนาะအဲ့တော့ဖိုင်ထူးလေးဆက်သွားပါမယ်ဖိုင်ထူးလေးတွေအားလုံးမင်္ဂလာပါကဲဖိုင်ထူးလေးတွေရဲ့အနာဂတ်မှာကြုံရမယ့်ဖူးစာဘက်เนาะဒီအင်ထောင်ဘက်ရဲ့ personality တွေရဲ့ type လေးတွေကိုမကြည့်ခင်မှာ current energy လေးကိုအရင်စစ်ပါမယ်အဲ့တော့ဟုတ်ပြီဖိုင်ထူးလေးတွေရဲ့ current energy လို့ကြည့်လိုက်တဲ့အခါကျဒီမှာ justice ကရဲ့ seven of pentacle ကရဲ့ကြားတယ်ဖိုင်ထူးလေးတွေကြတော့ဘယ်လိုလဲဆိုလို့ရှိရင်လေကိုလှုပ်ထားတဲ့အရာတစ်ခုခုကိုယဉ်နှီးထားတဲ့အရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့ results ကိုစောင့်နေရတဲ့ပုံစံမျိုးလေးစပင်းမြင်ရတယ်เนาะဥပမာပေါ့လေအချစ်ရေးမှာဆိုလို့ရှိရင်လေအချစ်ရေးမှာဒီအချစ်ရေးနဲ့ပတ်သက်ပြီးတော့မှငါအများကြီးเนาะငါအများကြီးငါဘက်ကနေအားဆိုင်ထုတ်ထားတယ်အဲ့ဒီကနေထိုက်တန်တဲ့เนาะငါအတွက်ရလာနိုင်မလားဆိုတဲ့ပုံစံမျိုးလေးเนาะဘယ်တော့မှရလာနိုင်မှာလဲဆိုတဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်တချို့ကြအခြေဆိုလို့စီးပွားရေးအလုပ်ဆိုလို့ရှင်လိုက်တိုင်းပဲပေါ့နော်အဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှ collective ဖိုက်ထူလေးတွေကအရန်ကိုစိတ်ရောလူရောအားထည့်ထားတယ်เนาะအဲ့ဒါဆိုရင်အဲ့ဒီအရာကနေပြီးတော့မှအောင်မြင်မှုအတီးပွင့်နေဘယ်ချင်းလောက်များရမလဲဆိုပြီးတော့မှကြည့်နေတဲ့ပုံစံမျိုးစောင့်ကြည့်နေတဲ့ပုံစံမျိုးလေးအဲ့လိုအနေထားလေးတွေ့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ငါစူးစမ်းတဲ့အရာနဲ့ပတ်သက်ပြီးတော့မှထိုက်တန်တဲ့အရာတခုတော့ရကောင်းပါရဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးလည်းတွေ့ရတယ်เนาะဒါကကြတော့ဖိုင်ထူလေးတွေရဲ့လက်ရှိ current energy ပေါ့နော်ဒီထိကြိုက်တယ်ဆိုလို့ရှိရင်ဖိုင်ထူလေးတွေဆက်ပြီးတော့မှကြည့်လို့ရပါတယ်အဲ့တော့ပြီးဖိုင်ထူလေးတွေရဲ့အနာဂတ်မှာကြုံလာမဲ့ဒီဖူးစာဘက် personality check เนาะ personality နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့ type နဲ့ပတ်သက်ပြီးတော့မှဘယ်လိုပုံစံမျိုးလဲသူ့ရဲ့စိတ်နေစိတ်ထားဘယ်လိုအရာဘယ်လိုမျိုးလေးလဲပေါ့နော်အဲ့ဒါလေးကြည့်ကြည့်အောင်เนาะ okay strength ကြကြတယ်လှုပ်ရဲကင်ရဲเนาะအကြောက်လက်သိမ့်မရှိတဲ့လူမျိုးစပင်းမြင်ရတယ်နည်းနည်း bad boy bad girl ဆိုတဲ့ energy လေးပေါ့เนาะအဲ့လိုပုံစံမျိုးလေးဟိုလိုစိုးသွမ်းနေရအောင်ပြောတာမဟုတ်ဘူးเนาะစပင်းပြောတဲ့တဘောက
စိုးသွမ်းနေရမျိုးပြောတာမဟုတ်ဘူးလှုပ်ရဲတယ်ကန်ရဲတယ်ဇာရှိတယ်ပေါ့ကွာအဲ့လိုမျိုးပြောချင်တာနော်ဟိုလိုဘယ်လိုပြောမလဲရက်ကွက်ထဲကစိုးမိုက်နေတဲ့ဇိုးတွေကိုပြောတာမဟုတ်အဲ့လိုပုံစံမျိုးပြောတာမဟုတ်ဘူးစပစ်ပြောချင်တာကသူလှုပ်ရမယ့်အရာလူလှုပ်ရမယ့်အရာသူသွားရမယ့်အရာဆိုလို့ရှိရင်မကြောက်မရွံ့မနဲ့ရှေ့ကိုတုံးကကိုက်ကြားကကိုက်သွားတတ်တဲ့လူမျိုးလို့စပစ်ကပြောချင်တာနော်အဲ့လိုပုံစံမျိုးလေးပြောချင်တာအရန်ကို strong ဖြစ်တဲ့ energy မျိုးရတယ်ဖိုင်ထူလေးတွေရဲ့ဒီအနာဂတ်ဖူးစာဘက်ကအသားယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ပေါ့နော် main ကလေးဆိုလို့ရှိရင်လည်းလုံးဝ strong woman ဖြစ်လိမ့်မယ်နော်ပြီးတော့ဖိုင်ထူလေးတွေရဲ့တစ်ဖက်လူကယောက်ျားလေးဆိုလို့ရှိရင်ဒါလုံးဝ strong man ပေါ့နော်အဲ့လိုပုံစံမျိုးလေးစပစ်မြင်ရတယ်တတိရှိတယ်နော်နည်းနည်းအဲ့လို bad point bad girl ဆိုတဲ့ energy လေးလည်းရတယ်ကွာနော်ဟိုလိုစိုးမိုက်တာပြောချင်တာမဟုတ်ဘူး energy ကခက်မတ်ခက်လွန်းလွန်းကွာနော်အဲ့လိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးပြောချင်တာနော်ဥပမာကွယ်ဥပမာရှင်းပြမယ်ကဲစပရက်တို့ပြင်သွားတယ်ပြင်သွားတဲ့ခါမှာတွေ့ရပေါ့နော်ယောက်ျားလေးတယောက်ကိုတွေ့လိုက်တယ်သူ့ပုံစံအမေတက်တူကြီးပါထိုးထားတဘောတရားပေါ့နော်တက်တူကြီးထိုးထားဒါပေမဲ့သူ့ဝတ်စားစင်ပုံနဲ့သူ့ရဲ့တက်တူနဲ့ကြည့်လိုက်တဲ့အခါခြုံပြီးကြည့်လိုက်တဲ့အခါကျရင်လူမိုက်ဆိုတဲ့ဟာမျိုးထက်ဟာဒီဘေးကမိုက်လိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုး vibe မျိုးပေးတဲ့ဟာမျိုးပြောတာနော်အဲ့လိုပုံစံမျိုးလေးဒါဖိုင်ထူလေးရဲ့ဖူးစာဘက်အနာဂတ်မှာတွေ့ရမယ့်ဖူးစာဘက်ကအဲ့လိုပုံစံလေးနော်nice or gas အမေ तू ကလူမိုက်တာဖြစ်မယ်เนาะအမေ back boy တို့ back girl တို့တာဖြစ်မယ်အရန် romantic ဆန်တယ် nice or gas ကြည့်လိုက်အရန် romantic ဆန်တယ်ဖိုင်ထူလေးတွေကိုစပြီးတော့မှတဘောကြပြီးတော့မှစပြီးတော့မှလိုက်ပါပြီးဆိုခဲ့ရနေလေသူတို့ကအရန်ကို rule ပြလိုက်မယ် romantic အရန်ဆန်လိုက်မယ်เนาะအဲ့မှာဖိုင်ဝမ်နဲ့ဖိုင်ထူနဲ့မတူတာကြတော့ဖိုင်ဝမ်လေးရေကြသူကလူကြီးလူကောင်းလုံးဝအရန်ဆန်တဲ့ထိုင်မျိုးပေါ့နော်။ तू ကကြဘလို့လဲဆိုတော့ဖိုင်ဝမ်လေးတို့မှကြတော့ तू က romantic တိတ်မဆန်ဘူး။ तू ချစ်တဲ့ဟာကို तू ကလှုပ်ရတဲ့တက်တည်ပြတယ်။အဲ့လိုမျိုးပါဇက်ကနေတဖွားဖွားပြောတာမျိုးထက်လေအဲ့လိုမျိုးလေးပေါ့နော်။အဲ့လိုပုံစံမျိုးလေးဒီဖိုင်ချူလေးတွေမှာကြအဲ့လိုမျိုး तू ကစကားနဲ့လေ तू ကအဲ့လိုမျိုး romantic ဆန်တဲ့စကားတွေအရန်ပြောတယ်ပေါ့နော်။ပုကတိကနေတယ်နော် skin shit တွေရန်လုပ်တယ်အဲ့လိုပုံစံမျိုးလေးကွာ skin shit တွေရန်လုပ်တယ်ကိုချစ်တဲ့အကြောင်းတွေတဖွားဖွားပြောတယ်အဲ့လိုမျိုးနော်ဖိုင်ဝမ်လေးတွေကကြအဲ့လိုမျိုးဖိုင်ဝမ်လေးကြ तू ပြောတော့မပြောဘူးဆိုပေမဲ့ तू ကလှုပ်ရတဲ့တက်တည်ပြသူ့ကိုကြည့်လိုက်တာနဲ့ချစ်မှန်သိတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးဖိုင်ထူးလေးမှာကြတော့စကားနဲ့ရောလှုပ်ရက်ကို तू တက်တည်ပြစကားနဲ့ပို့ပြီးတော့မှပြောတာပေါ့နော်အမြဲတမ်း तू အဲ့လိုလုံးဝကွာလူရန်ကတ်တဲ့ကြောင်လေးလိုပဲဒီလားချွဲနှွဲ့ပြီးတော့မှပုတ်ကာတီကအရန်လှုပ်တဲ့ပုံစံမျိုးเนาะလူကတော့လုံးဝ strong energy နဲ့လုံးဝเนาะတန်တန်မာမာလုံးဝ strong ပုံစံမျိုးเนาะအဲ့ဒီရဲ့သူ့ရဲ့အဲ့လိုချစ်စရာကောင်းတဲ့အဲ့လို flip လောက်တတ်တဲ့ဘက်ချံကကိုယ့်ကိုပဲပြတာအပြင်ကနေမြင်နေရfight က strength ဆိုတဲ့ fight မျိုးเนาะတကယ်က quality ဖိုင်ထူးလေးတွေကိုချစ်ပေးရခါကြရင်တော့သူတို့က nice or cast energy နဲ့အဲ့လိုပုံစံဒီမှာဆိုလိုက်ကြည့်လိုက်လေเนาะနင်းစီပန်းလေးနဲ့ဝိုင်းလေးနဲ့ကွာเนาะအဲ့လိုပုံစံမျိုးလေးကြည့်လိုက်เนาะဘယ်လောက်ထိချစ်စရာကောင်းလဲအရန်ရိုတတ်တဲ့လူမျိုးလေးလို့စပင်းနေရတယ်เนาะတဖွားဖွားချစ်ချင်ချစ်ကြောင်ပြောတဲ့လူမျိုးလေးတွေပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေစပင်းတွေ့ရတယ်เนาะပြီးတော့ဒီမှာ tree or sort เนาะပြီးတော့ဒီ quality လေးတွေဖိုင်ထူးလေးတွေရဲ့ဒီအနာဂတ်မှာတွေ့ရမယ်ဖူးစာဘက်ပေါ့နော်ဒီဖူးစာဘက်ကကြာဘယ်လိုလဲဆိုလို့ရှိရင် trio of energy နဲ့သူအသိမှလည်းသူအရန်နာကျင်ကြရတာရှိလိမ့်မယ်ဒီလားဘာလို့လဲဆိုတော့သူအရန်ချစ်ပေးတာဟုတ်အရန်ချစ်ပေးတတ်တယ်နော်အရန်ရိုတတ်တယ်ရိုတတ်တဲ့ခါကျတော့တစ်ဖက်လူတွေကသူနဲ့အရှိမတော့ကသူနဲ့တွဲခဲ့တဲ့လူတွေကကြတော့လေသူ့ရဲ့အဲ့လိုအရန်ချစ်တတ်တဲ့ပုံမှာမူတည်ပြီးတော့မှသူတို့ကနော်ကစားသွားတာသူ့ကိုနောက်ကျော်ဓာတ်နဲ့ထိုးသွားတာမျိုးလေးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုပုံစံတွေ तू ကခဏခဏ तू အလုတ်ခံရတယ်နော်အလုတ်ခံရတယ်လူကတော့ bad boy energy ဆိုပေမဲ့ तू ကတကယ်သူ့ရဲ့စိတ်နှလုံးသားလေးက nice or gas နဲ့ဘာဖြစ်လဲနုနုညံ့ညံ့အရင် romantic ဆန်တဲ့လူဆိုတော့သူများရလောက်သွားမှာပေါ့ तू နော်အဲ့လောက်ထိကောင်းတဲ့လူဆိုတော့သူများတွေလှုပ်ချသွားရော तू အခါကျ तू ကခံစားရရင်မှကြံခဲ့ရောနှလုံးသားတွေကွဲကြည့်ပြီးတော့မှနော်အဲ့လိုပုံစံမျိုးလေးကိုပြောချင်တာနော်အသိမှတော့ तू အရင်နာကျင်ကြရတာရှိတယ်ဇက်ကြောင်ပေါ့နော်သူရဲ့ဇက်ကြောင်အဲ့လိုပုံစံမျိုးလေးတွေအရန်နာကျင်ကြရတာမျိုးရှိတယ်เนาะအဲ့လိုပုံစံမျိုးလေးโอเคဒီမှာလည်း7 ဖန်တကယ်ထပ်ကြရတယ်เนาะ7 ဖန်တကယ်ထပ်ကြရတယ်ဒီမှာလည်းဘယ်လိုလဲဆိုလို့ရှိရင်လေquality လေးတွေဒီမှာလေး fine tune လေးတွေမှာနောက်တစ်ခုဘာ energy ရလဲလို့ပြောလို့ရှိရင် fine tune လေးတွေကိုစပြီးတော့မှလိုက်တဲ့အခါမှာလေ fine tune လေးတွေကတိတ်ပြီးတော့မှသူအရေးမလုပ်တော့ဘူးဒီလားနော်ဖိုင်ထူးလေးတွေကိုလေဖိုင်ထူးလေးတွေကသူ့ကိုအရေးမလုပ်တော့ဘူးဖိုင်ထူးလေးတွေရဲ့တစ်ဖက်လူကိုဖိုင်ထူးလေးတွေကအရေးမလုပ်တော့ဘူးအရေးမလုပ်တော့ဘူးထားပါတော့ဗောနော်ဒီလို back guy back boy လို့ပုံစံမျိုးเนาะ back girl လို့ပုံစံမျိုးဆိုတော့ဒီလူနဲ့ဆိုလို့ရှိရင်เนาะဖိုင်ထူးလေးတွေကလေငါ့ကိုပဲကစားသွားမှာလားမသိငါ့ကိုပလေးသွားမယ်ထင်တယ်ဆိုပြီးတော့မှဖိုင်ထူးလေးတွေကကြောက်ပြီးတော့မှဘယ်လိုလဲဆိုလို့ရှိရင်သူ့ရဲ့အချစ်ကိုလက်မခံတာမျိုးညင်းတာမျိုးတွေအဲ့လိုတွေဖြစ်လိမ့်မယ်เนาะအဲ့ခါကျရင် तू ကနေပြီးတော့မှဘာဖြစ်လဲဆိုလို့ရှိရင် तू ကလက်မလျှော့ဘူးဒီလားချစ်ကြောင် तू အမြဲတမ်းပြောတယ်ပြင်7 ဖန်တကယ်နဲ့ဗာလဲဆိုလို့ရှိရင်ကို့နောက်မှာရစ်တီလာလောက်တယ်เนาะကို့ပဲတကယ်ချစ်တာပါဆိုတဲ့အကြောင်းလေးကို तू ကပြတာပေါ့เนาะလူရပါဇက်ကနေလည်းပြောတယ်အပြင်မှာလာပြီးတော့မှလည်း
အဲ့လိုမျိုးတက်တည်ပြရတယ်ဆိုတော့ပုံစံမျိုးလေးပေါ့အဲ့လိုပုံစံမျိုးလေးသူကပြောတယ်နော်ကိုဘေးနားမှာပဲသူကအယောင်လေးလေးတွေကိုတဝဲလေးလေးလုပ်ပြီးတော့မှခုစီကနေမရမချင်းနော်မရမချင်းဇွဲနဲ့စောင့်ပြီးတော့မှသူကယူမဲ့ထဲမှာသူကပါတယ်ဇွဲစုများရသွားလားမသိဘူးဖိုင်းထူးလေးတွေရဲ့အနာဂတ်ဖူးစာဘက်ကလေနော်ဒီလောက်ထိငါ့ပေါ်မှာဒီလောက်ထိကောင်းပြီးတော့မှငါ့ကိုဒီလောက်ညင်းနေရတော့မှနော်ညင်းနေရတော့မှတလုံးအကင်းမဆိုင်ဘူးငါ့ကိုပဲတက်ဆိုင်မမက်လိုက်နေတော့မဲဆိုပြီးတော့မှများခဏပြောသလိုဟိုတနာချစ်တို့ဇွဲချစ်တို့နဲ့များနော်လက်ခံလိုက်သလားတော့မပြောတတ်ဘူးနော်သူကဟိုချက်ချင်းကြီးရီးစားဖြစ်သွားတယ်ဆိုတာမျိုးထက်လေရီးစားဖြစ်ပြီးတော့မှအိမ်ထောင်ပြုတ်သွားတယ်ဆိုတာမျိုးထက်ဒီရီးစားဘဝမှာတော့မှနည်းနည်းလေးကြာမယ်ထဲမှာပါတယ်နော်ရီးစားဖြစ်ဖို့တော့ပေါ့ဖိုင်ထူးလေးနဲ့ရီးစားဖြစ်ဖို့တော့နည်းနည်းကြာမယ်ထဲမှာပါတယ်ဖိုင်ထူးလေးလည်းသူညင်းတာပေါ့လေမင်းပုံစံငါကြိုက်တဲ့ပုံစံမျိုးငါကြိုက်တဲ့ထိုင်မဟုတ်ဘူးအဲကြောင့်မင်းနဲ့ငါနဲ့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးနော်ပြောတယ်မှာတက်ဖဲသူဟာကြသူ့မှာတက်ဆိုင်တခုရှိရဲ့အဲ့ဒါပါလေဒီလားသူချစ်ပြီဆိုလို့ရှိရင်အဲ့လူတယောက်ကိုပဲမြင်တော့ဂျန်တဲ့ဟာတွေသူမမြင်တော့ဘူးအရန်ကွာ obsession ဖြစ်တာနော်စိတ်ဆွဲအလန့်အရန်ကြီးတဲ့အထက်မှာ तू ကပါတယ်အဆွဲလန့်ရန်ကြီးတာနော်ကိုနဲ့ချစ်ပြီဆိုလို့ရှိရင် तू ကလေအရှိမလည်းပြောရနော်အရှိမလည်းပြော तू ကကိုပြင်မှာတော့ back point back လို့ပုံစံမျိုးပြင်မဲ့သူ့ရဲ့စိတ်ထဲမှာအရန် romantic ဖြစ်တဲ့အရန်နူးညံ့တယ်လို့ပြောတယ်နော်အဲနူးညံ့တာရဲ့တစ်ဖက်မှာလည်း तू ကနည်းနည်းလေးကိုအဲ့လို control လုပ်တတ်တဲ့အထက်မှာ तू ကပါတယ်နော်ကွန်ထရိုးလုပ်တတ်တဲ့အထက်မှာပါတယ်ဥပမာကိုနဲ့ချစ်တူရေးဖြစ်သွားရဲဆိုလို့ရှင်ဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့မပေါင်းနဲ့ဟိုမတွားရအောင်နော်ဒီမတွားရအောင်နော်ဆိုပြီးတော့မှတိတိတက်တာကိုကွန်ထရိုးလုပ်လိမ့်မယ်နော်ကိုကအဲ့ထောင်တော့ခံရလိမ့်မယ်ဒီလားနော်ဖိုင်ထူးလေးတွေရဲ့ဖူးစာဘက်နဲ့ပတ်သက်ရင်လေအဲ့လိုလေးခံရလိမ့်မယ်ကိုလည်းမချစ်ပေးဘူးမချစ်ပေးတယ်ချစ်ပေးတဲ့အပြင်မှာအဲ့လိုကိုကိုနည်းနည်းထိန်းချုပ်ခြင်းတဲ့ပုံစံမျိုးလေးပေါ့လေနော်ထိန်းချုပ်ခြင်းတဲ့ပုံစံမျိုးလေးနော်အဲ့လိုပုံစံမျိုးလေးဘယ်သွားပေါ့ပြောချင်တာ तू ပါတယ်ဆိုလို့ရှင်သွားလို့ရ तू မပါဘူးဆိုလို့ရှင်သွားလို့မရဘူးဆိုတဲ့ပုံစံမျိုးလေးတွေအရန် observe ဖြစ်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးစပစ်အရန်မြင်ရတယ်နော်အဲ့လိုပုံစံမျိုးလေးအဲ့တော့အဲ့တခုကတော့နည်းနည်းလေးဖိုင်ထူးလေးတွေနည်းနည်းလေးတော့ပေါ့လေကိုကအဲ့လိုမျိုး clingy ဖြစ်တာကိုကြိုက်တဲ့ type ဆိုလို့ရှင်တော့ဒါကောင်းတာပေါ့လေနော်ကိုအဲ့လို clingy မဖြစ်တဲ့ type မျိုးဆိုလို့ရှင်တော့ဒါနည်းနည်းတော့စိတ်ရှုပ်စရာတွေတော့ဖြစ်တတ်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောချင်တာဒီမှာလဲ turn off cast ကဲကိုချစ်ပေးတာများပြောမနေနဲ့เนาะကိုလည်းချစ်တယ်တာသမီတွေလည်းချစ်တယ်သူကမိသားစုလည်းအရန်တန်ဖိုးထားပြီးတော့မှမိသားစုလည်းသူကအရန်ကိုချစ်ပေးတတ်တဲ့ချစ်ပြတတ်တဲ့လူမျိုးเนาะအဲ့လိုလူမျိုးဖြစ်လာလိမ့်မယ်အဲ့လိုလူမျိုးယောက်ျားတရားအဲ့လိုမိန်းမတရားเนาะအဲ့လိုမိခင်တရားအဲ့လိုဖခင်တရားဖြစ်လာလိမ့်မယ်เนาะကို့ပေါ်မှာကိုလည်းတာဝန်ကျေတယ်လို့ကိုချစ်ပေးတယ်လို့မျိုးတာသမီကြီးကလေးရောက်ရင်လည်းသူကအရန်ကိုချစ်ပေးတတ်တဲ့လူမျိုးเนาะပါဇက်ကနေလည်းသူကပုံမှန်ဆိုလို့ရှိရင်ကွာစပစ်တို့မြန်မာလူမျိုးတွေအနေနဲ့ဆိုလို့ရှိရင်ကိုရဲ့ယောက်ျားကိုရဲ့ကိုယ့်ရဲ့အဖေတို့အမေတို့ဆိုလို့ရှင်တောင်းတိုင်းအဖေကိုချစ်တယ်တို့အမေကိုချစ်တယ်တို့ဆိုတိတ်ပြောမှပြောမထွက်တဲ့လူမျိုးတွေလေနော်ပြောမထွက်တဲ့လူမျိုးဆိုတော့ဒါပေမဲ့ तू ကအဲ့လိုမဟုတ်ဘူးဒီလား तू သားသမီးဆိုလို့ရှင်လဲနော် तू ကလေအဖေကသမီးကိုအရန်ချစ်တယ်ဒါတစ်ဖက်လူကဖိုင်ထူးလေးတွေရဲ့တစ်ဖက်လူကမိန်းကလေးဆိုလို့ရှင်လဲအမေသားလေးတွေကိုချစ်တာပေါ့ဖြစ်တယ်အဲ့လိုမျိုးတဖွားဖွားပြောတတ်တဲ့လူမျိုးဒီလားသူတို့ချစ်ကြောင်းကိုအမြဲတမ်းပါဇက်ကနေတဖွားဖွားပြောတာနော်အဲ့တော့ဖိုင်ထူးလေးတွေပဲပြောတာမဟုတ်ဖိုင်ထူးလေးတွေနဲ့အိမ်ထောင်ကြပြီးကလေးတွေပါမွေးလိုက်လေကလေးတွေလည်းသူကအဲ့လိုမျိုးပဲသူဘယ်လောက်ထိချစ်ကြောင်းနော်ဘယ်လောက်ထိတန်ဖိုးထားကြောင်းကိုသူကတဖွားဖွားပြောနေတဲ့လူမျိုးအဲ့တော့ကလေးတွေကလည်းသူချစ်တဲ့အချစ်ကိုခံစားမိတယ်နော်ဖိုင်ထူးလေးတွေကလည်းသူချစ်တဲ့အချစ်ကိုခံစားမိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးစပစ်ကတမ energy ရတယ်နော်အရန်ချစ်ပေးတယ်အရန်နော်အဲ့လိုပုံစံမျိုးလေးပြီးတော့ set of cast ကြတယ်ဆက်ခါကြတာဖြစ်တဲ့တော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဘယ်လို energy လေးရလဲလို့ပြောရင်လေဒီလူတွေကကြတော့လေစပစ်မြင်ရတာဆိုဖိုင်ထူးလေးတွေတစ်ဖက်လူကကြတော့စပစ် energy ရဆိုလို့ရှိရင် तू ကလုံးဝလူတစ်ထရတော့မဖြစ်နိုင်ဘူးနော်လူတစ်ထရတော့မဖြစ်နိုင်ဘူးကိုနဲ့တိထားပြီးတာတိကျွမ်းထားပြီးတာပေါ့နော်တချို့ဆိုလို့ရှိရင်ဒီမှာ ace တွေပါဖြစ်နိုင်တယ်တချို့ကြတော့လေအဲ့လိုမဟုတ်တငယ်ချင်းအဆင့်ကနေအဆင့်တက်သွားတာမျိုးပေါ့နော်တငယ်ချင်းနဲ့အဆင့်တက်သွားတယ်တချို့ကြတော့လေကိုနဲ့တရက်ကွက်နော်တမျိုးနေတဲ့တကြောင်နဲ့အဲ့လိုမျိုးတက်ခဲ့ဘူးလေဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တကယ်လို့ကိုကသူနဲ့လုံးဝအဲ့လိုစကားမပြောဘူးဆိုတော့မှကွာမျက်မှန်တမ်းမိတယ်ဆိုတော့ထားပါတော့တခြားရက်ကွက်ကဘဒုရဲ့မောင်လေးတို့ဘဒုရဲ့အကိုလေးတို့ဘဒုရဲ့အမလေးတို့ဘဒုရဲ့ညီမလေးတို့အဲ့လိုပုံစံမျိုးလေးပြောချင်တာကွာနော်လုံးဝလူတစ်ဆိုတဲ့ energy မျိုးကိုစပစ်တိတ်မတွေ့ရအောင်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဖိုင်ထူးလေးတွေဖူးစာဘက်ကကြတော့လေOkay ace of cast သူက caps တွေပဲအရန်ကြတာများတယ်ဒီလားနော် caps တွေနော် nice of cast 10 of cast 6 of cast ace of cast နော်အဲ့လို caps တွေပဲကြတာစပစ်ဒီမှာတွေ့ရတယ်နော်အရန်ကိုသူ့ရဲ့ချစ်ကြောင်းကိုပြတဲ့လူမျိုးဒီမှာလည်း ace of cast ထက်ကြတယ်နော်ဘလောက်ထိအောင်မှာကွာဒီလားဘလောက်ထိအောင်မှာ तू ကရန်ချစ်ပေးတတ်လဲလို့ပြောလို့ရှိရင်လေဘယ်လိုပြောရမလဲကိုရတာလေနော်ဒီဖိုင်ထူးလေးတွေကကြတော့လေနော်အဲ့လိုမျိုးတိတ်ပြီးတော့မှကွာရိုရာတွေပါတိတ်မရှိတဲ့လူမျိုးသူတိုင်းအေးအေးဆေးပုံမှန်တာမန်လူဆိုလို့ရှိရင်လေသူချစ်ပြတာကိုကြည့်ပြီးတော့မှလေဖိုင်ထူးလေးတွေကလေစိတ်ထဲမှာလေ
ပေါ့နော်အပူတွေမူရမာယာတွေလှုပ်လိုက်တာမူရမာယာများလိုက်တာဆိုပြီးတော့မှတွေးရလောက်တဲ့အထီအောင်ကို तू ကအဲ့လိုမျိုးနော် clingy ဖြစ်တဲ့တိုက်မျိုးသိလားအဲ့ဒါပြောလေဖိုင်ထူးလေးတွေရတာเนาะတကယ်လဲဟို clingy ဖြစ်တာကြိုက်တဲ့ type ဆိုလို့ရှိရင်เนาะဒါအရင်ကဆင်ပြေတယ်တကယ်လို့မဟုတ်ဖိုင်ထူးလေးတွေကကြတော့ဟိုအဲ့လိုလူကြားမှာ roller မျိုးတွေမကြိုက်ဘူးသိရမလားအေးဆေးပဲနေရမျိုးကြိုက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ပြဿနာတက်လိမ့်မယ်เนาะတခြားကြောင့်မဟုတ် तू ကလူကြားလဲရှောက်မှာမဟုတ်ဘူးเนาะလူကြားမှာလဲ तू လက်ချင်းသွဲမယ်ခါချင်းဖက်မယ် तू နန်းလိုက်မှာပဲအဲ့လိုပုံစံမျိုးလေးเนาะအဲ့လိုပုံစံမျိုးလေးချစ်တဲ့အကြောင်းကိုမိသားသူ့ရဲ့မိဘရှိမှလဲ तू ပြောလိုက်မှာပဲအဲ့လိုပုံစံမျိုးလေးကိုစပစ်ပြောချင်တာเนาะဟိုအရန်ချစ်ပေးတတ်တယ်အရန်ချစ်ပြတတ်တယ်เนาะအဲ့လိုပုံစံမျိုးလေးကိုစပစ်ကပြောချင်တာเนาะကက်လေးတွေကတော့အရန်တော့ဟိုဖိုင်ဝမ်ဖိုင်ထိုးဒီမှာစပစ်ကြီးရတဲ့လောက်ဆိုလို့ရှိရင်လေတော်တော်များများလေးကတော့ဒီမှာနော်ကောင်းတာလေးပဲစပစ်တွေ့ရပါတယ်မကောင်းတာတော့သိမတွေ့ရအောင်နော်မကောင်းတာအကုန်လုံးဟိုဖိုင်ဝမ်လည်းကောင်းတယ်ဖိုင်ထူးလည်းကောင်းတယ်တမျိုးစီလေးပေါ့နော်တမျိုးစီလေးတွေသူရဲ့အားတချက်အားနေချက်လေးတွေနဲ့နော်အဲ့တော့ဟုတ်ပြီဖိုင်ထူးလေးကြတော့အရန်ကိုအချစ်ခံရမယ့် energy မျိုးစပစ်မြင်ရတယ်နော်ဟိုသူ့ရဲ့အချစ်ချမှုကကိုကလုံခြုံရတယ်ဆိုတော့လောက်တဲ့အထီအောင်နော်အရန်ကိုချစ်ပေးမဲ့လူမျိုးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်နော်ကဲဟုတ်ပါပြီဒါကတော့စပစ်ကနော်ဒီဖိုင်ဝမ်ဖိုင်ထူးလေးတွေရဲ့အနာဂတ်မှာအကြုံရမယ့်ဖူးစာဘက်ရဲ့ personality သူရဲ့ type နဲ့ပတ်သက်ပြီးတော့မှစပစ်ကဒီ collective reading လေးလုပ်ပေးထားcollective round ကို pick up by reading လေးလုပ်ပေးထားဖြစ်ပါတယ်အဲ့တော့ reading လေးဆုံးထိကြည့်ပြတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်